ဆရာဝန်အဖြစ်ပွဲယူချိန်မှာဗရန်များတောင်းချီတန်းဝမ်းဆန်းနဲ့ပွဲယူခဲ့တဲ့ဇွဲထက်ရဲ့သမီးငယ်ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်ဇွဲထက်မိသားစုကတော့ကြီးကြီးတက်ချမ်းသာလွန်တဲ့အပြင်မိသားစုကြားကချစ်ချင်းမြတ်တာတွေကိုလူသိရှင်ကြားချပြနေတာမို့နာမည်ကြီးလာခဲ့တာပါအရင်တုန်းကဆိုင်နာမည်သာလူသိပေမဲ့အခုဆိုရင်ဆိုင်ရှင်မိသားစုကိုယ်တိုင်ဗီဒီယိုတွေရိုက်ကတက်တော့ပေါ်တင်နေလို့ပရိသတ်အခိုင်အမာတော့ရှိနေပါပြီသားသမီး3ယောက်မွေးထားတဲ့အထက်မှာဒုတိယသမီးလေးကစေချောင်းတက်နေတာဖြစ်ပါတယ်ချမ်းသာတဲ့သူလေးဖြစ်တဲ့အပြင်ဆရာဝန်လည်းဖြစ်တာမို့မိဘတွေအတွက်တော့အရန်ကိုဂုဏ်ယူနေရတာပါရုပ်ကလည်းချောတာမို့ပရိသတ်တွေကလည်းချစ်ခင်ကြပါတယ်ဇွဲထက်ဆိုင်ရဲ့တဦးရဲသောသမီးဖြစ်တဲ့အပြင်ရုပ်ချောပညာတက်လီထက်တင်စားအောင်ကိုမင်းသမီးတယောက်လိုအားပေးသလိုအားပေးကြတာပါသူကိုယ်တိုင်ကလည်းကြော်ညာတွေလည်းရိုက်ပြီးကမော်ရီအနေနဲ့ပါမိသားစုလုပ်ငန်းအတွက်လုပ်ကိုင်ပေးနေတာဖြစ်ပါတယ်အခုဆိုရင်ဇွဲထက်ရဲ့သမီးငယ်လေးကဆရာဝန်မဖြစ်တော့မှာပါစီချောင်းတက်ကပြီးသွားပြီဖြစ်ကဝယ်ယူတော့မှလည်းဖြစ်ပါတယ်။ပွဲကြိုယူတဲ့နေ့ကိုရောက်ရှိလာပြီးမှအားလုံးသိအောင်ချပြလာခဲ့ပါတယ်။ပွဲကြိုယူတဲ့နေ့မှာဇွဲထက်တမိသားစုလုံးကလည်းလိုက်ပါလာကြပါတယ်။အခုဖြစ်သူဇနီးမောင်နှံမောင်လေးနဲ့မိဘနှစ်ပါးလုံးကဂုဏ်ယူစွာနဲ့ပွဲတက်ခဲ့ကြတာပါ။အကျိုးနေ့လေးမှာမြန်မာဝမ်းဆက်ကိုနန်းဆန်ဆုံးချုပ်ကဝယ်ဆင်ခဲ့တာဖြစ်ပါတယ်။ရန်နာဆိုင်ပိုင်ရှင်ပြီးတစ်ဖက်မှာဗရန်များအစစ်တွေနဲ့ခြေသားခဲ့တာလည်းဖြစ်ပါတယ်။ဗရန်များအစစ်တွေကိုတေချာချုပ်ကအလားဆင်ခဲ့ပြီးပွဲတက်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့အားလုံးထဲမှာဇွဲထက်ရဲ့သမီးကပဲအထင်ဆုံးဖြစ်နေခဲ့ပါတယ်။ဒါအပြင်လက်ဝတ်ရတနာဆိုရင်လည်းတိန်းတောင်းချီတန်းစိန်အစစ်နဲ့ဝယ်ဆင်ခဲ့တာပါ။သူမိဘတွေပိုင်ဆိုင်တဲ့ဆိုင်ကနေအကောင်းဆုံးဆိုတဲ့အရာတွေကိုသာဝယ်ဆင်ခဲ့တာပါ။ဒါအပြင်အကြောင်းအတွက်လည်းအလူငွေတွေအများကြီးပံ့ပိုးပေးတာမို့ဇွဲထက်တို့ဇနီးမောင်နှံကလည်းအကြောင်းမှာအရေးပေးလူကြီးနေရာကနေရှေ့ဆုံးကနေထိုင်ရတာဖြစ်ပါတယ်။တမိသားစုလုံးကတံမိုးကြီးရတနာတွေကိုဝယ်ဆင်ကချီမိုးနိုင်ခဲ့ကြပါတယ်။ဇွဲထပ်ပိုင်ရှင်တွေကလည်းသမီးလေးအတွက်အရန်ကိုဂုဏ်ယူကဝမ်းသာနေကြတာပါ။သမီးလေးဆရာဝန်ဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့လည်းအလူကြီးတွေလောအောင်ပါပါ။စောက်လုံနေတဲ့မစိုးရင်ကြောင်းတိုက်ကြီးကလည်းပြီးသလောက်ရှိနေပါပြီ။ငွေပေါ်များသူတွေမို့နှစ်ခါတော့စဉ်းစားစရာတုံဆိုင်စရာမလိုပဲမစိုးရင်တိုက်ကြီးကိုအမြန်ဆုံးပြီးအောင်စောင့်နေကြတာပါ။တိုက်ကြီးကတိန်းတန်းနဲ့ချီအောင်စောက်ထားခဲ့တာပါ။ဒါကြောင့်မို့ပြီးသွားရင်လည်းအလူကြီးလှုပ်သွားအောင်မှာဖြစ်ပါတယ်။မိဘတွေကအလူတန်းရရောသလိုသမီးငယ်ကလည်းအလူတန်းရရောပါတယ်။အစင်တန်းမခွဲခြားတတ်တဲ့စိတ်ထားကြောင့်လည်းလူချစ်လူခင်ပေါ်များပါတယ်။အစာပိုင်းတုန်းကတော့ဇွဲထက်ရဲ့သမီးငယ်မတ်ထက်တင်စားအောင်ကပရိုနီတထီးနဲ့ကြိုင်နေတယ်လို့ထင်ကြတာပါ။တကယ်တမ်းမှာတော့သူ့ရဲ့ဝါသနာတူဆရာဝန်လေးနဲ့သာကြိုင်နေတာဖြစ်ပါတယ်။ခွဲရပြီးသားပြီးမြဲဆရာဝန်အလုံးနဲ့အတူဇွဲထက်ဆိုင်ကိုလည်းဦးစီးရအောင်ပါပါ။အခုဆိုရင်ပရိသတ်တွေကလည်းလက်ခံနေပြီးမို့ဆိုင်ရည်ရှိရောင်းအားတက်ဖို့သူကိုယ်တိုင်ဦးစီးဦးဆောင်သွားမှာပါ။ဇွဲထက်မိသားစုကအောက်ခြေကနေစူးစမ်းခဲ့ရတာမို့သားသမီးတွေကိုလည်းလုပ်ငန်းကိုတေချာဦးစီးနိုင်အောင်လေ့ကျင့်ပေးထားကြတာပါ။ဇွဲထက်ကိုစတင်ခဲ့တဲ့မိဘတွေဆိုရင်ကျုပ်တလုံးကိုတော့နှစ်ယောက်အတူစားခဲ့ကြရတာပါ။ဒီလိုဘဝကနေလူဘဝအတွက်တော့တိမ့်သိမ့်ချီလူနိုင်တဲ့အထိချမ်းသာလာကအံ့အားသင့်စရာဖြစ်နေတာပါ။ဆရာဝန်တယောက်ဖြစ်သွားပြီဖြစ်တဲ့ဇွဲထက်သမီးငယ်အပေါ်အမြင်လေးကိုပြောပြပေးခဲ့ကြပါအောင်ရှင်။